ကဲဒီနေ့ brother တို့ပေါ့နော်ကျွန်တော်196သိန်းသုံးမယ်ဆိုလို့ရှိရင်ဘာ system setup လေးရမလဲဆိုတော့ကျွန်တော်တစ်ချက်ပြပေးမယ်ခါတိုင်းပေါ့နော်ကျွန်တော် system setup ပြောလို့ရှိရင်ကျွန်တော် GPU နဲ့ CPU အရင်ပြောလင်းရှိတယ်ဒါပေမဲ့ဒီအလုံးတော့ကျွန်တော် RAM နဲ့ storage ကိုအရင်ပြောချင်တယ်ဘာကြောင့်လဲဆိုတော့ RAM နဲ့ storage ကတော်တော်ပတ်စံကုန်ထားတယ်အဲ့ဒီမှာတုံးထားတာကတော့ 64GB ပေါ့နော် 32GB နဲ့ချောင်းပေါ့နော် Kimban တွေက6400 MHz နဲ့ပြီးလို့ရှိရင် CL32 နဲ့ RAM ပေါ့နော် 64GB တုံးထားတယ်အဲ့ 64GB RAM နဲ့တင်ဈေးနှုန်းက43သိန်းလောက်ရှိတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဟောပေါ့နော် storage နဲ့ဆိုလို့ရှိရင် Western Digit ထဲကပေါ့နော်black ကိုမှာ SN 9100ကို40နော်4000 GB ပေါ့နော်ပြောမှဆိုရှင်သူက 2T ကိုနှစ်ချောင်းသုံးမိထားပါတယ်အဲ့ဒါနဲ့တင်30လောက်ရှိတယ်ပြောမှဆိုရှင်ဗျာ storage နဲ့ RAM ပေါင်းလိုက်30လောက်ရှိတယ်ဒီ setup မှာပေါ့နော်CPU သုံးထားတာလည်းအကျန်း9850 H3D ပြီးလို့ရှိရင်မာလာပို့လေ Asus ကဟိုပါပေါ့နော် Asus TUF gaming ကို P850M Plus Wi-Fi 7 သုံးမိထားပါတယ်မာလာပို့လေပေါ့နော်ပြီးလို့ရှိရင်ခုလာတော့ Deep Cooler 360နဲ့ graphic ကလည်း Asus Prime ပေါ့နော် GeForce RTX 5090 Ti ကိုမှ 16GB သုံးမိထားပါတယ် OC edition မှာပြီးလို့ရှိရင် case ဆိုလို့ရှိရင်လည်းမြင်ရတဲ့အတိုင်း DND case ကိုသုံးမိထားပါတယ် power supply ဆိုလို့ရှိရင် Corsair 850W 80+ Go သုံးမိထားပါတယ် casing fan ပါမယ်ပြီးလို့ရှိရင် controller ပါမယ်အခုဗီဒီယိုတွေမှာမြင်နေရတဲ့အတိုင်းပေါ့နော်ဒီ system မုန်းတစ်ပုံလုံးရဲ့ဈေးက196သိန်းပါဒီကစားမာဒီပုံးဝယ်တာဘာအတွက်တောင်းလဲဆိုတော့ကျွန်တော်လည်းမသိပါဘူးဘာကြောင့်လဲဆိုတော့ကစားမာကိုတိုင်ကသူကဒါနဲ့ဆင်မယ်H3D CPU နဲ့ဆင်မယ်5090 Ti 16GB နဲ့ဆင်မယ်ပြီးလို့ရှိရင် 64GB နဲ့ဆင်မယ် RAM storage ကလည်း 4TB နဲ့ဆင်မယ်တဲ့အဲ့လိုဆင်မယ်ဆိုတော့ကျွန်တော်ဒါလေးပို့ပေးလိုက်တယ်ချက်ချင်းကိုအဆင်ပြေသွားတယ်ပေါ့နော်ကစားမာဘာအတွက်သုံးမှလဲဆိုတော့ကျွန်တော်လည်းမသိပါဘူးဒါပေမဲ့ချင်းတီတာကတော့ဒီလို set မျိုးကတော့မနိုင်တဲ့အလုပ်ဆိုတော့လုံးဝမရှိဘူးမနိုင်တဲ့ game ဆိုတာလုံးဝမရှိပါဘူး desktop ကွန်ပျူတာတစ်လုံးလွတ်လို့ရတဲ့အလုပ်မှန်တည်းအားလုံးလွတ်လို့ရပါတယ်ဘာလာတာ down နဲ့ set လေးပါ PC ကတော့အားလုံးအသစ်ဖြစ်ပြီးတော့3နှစ်အမခံအပြည့်ရရှိမှာဖြစ်ပါတယ်အားလုံးပဲဒီလို set လေးနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့စုံစမ်းချင်တယ်ဆိုလို့ရှိရင်ကျွန်တော် TTN Gaming PC ကိုဒါ highlight ပါအားလုံးပဲနောက် video မှာပြန်တွေ့ကြအောင်เนาะ